Hello ဒီနေ့ကတော့ကျွန်တော်နီးပြတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို share လုပ်မှာဖြစ်ပါတယ်အခုလက်ရှိ model ဘောလုံးမှာအခု trend တွေဖြစ်နေတယ်ဗျာဘယ်လိုပြောမလဲဆိုတော့နီးပြတွေအသင်းနေနဲ့အဆင်ပြေတာလည်းရှိတယ်အဆင်မပြေတာလည်းရှိတယ်ဒါပေမဲ့အခုလက်ရှိဒီဘက်ခေတ်မှာဆိုလို့ရှိရင်အရင်နဲ့အများကြီးကွာသွားတယ်ဘာကွာသွားလဲဆိုတော့နီးပြတယောက်ကအသင်းမှာရေရှည်နေလို့ရှိရင်အောင်မြင်လားဒါမှမဟုတ်ရေတူနဲ့ပဲအောင်မြင်လားအသင်းတွေရဲ့အနေအထားနဲ့လက်ရှိနီးပြတွေရဲ့အနေအထားပေါ့နော်ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်Manchester United မှာဆိုလို့ရှိရင် Ferguson ပေါ့နော် Ferguson က1986ကနေပြီး2013ထိ United မှာနီးပြလုပ်သွားတယ် Ferguson 86မှာရောက်လာပြီးတော့ Ferguson ရဲ့ပထမဆုံးဖလား90လောက်မှာ FA Cup စရအဲ့တော့ဒါကတော့ကျွန်တော်တို့မမီသေးဘူးကျွန်တော်တို့မွေးပြီးတော့မမီသေးတဲ့ကာလပေါ့နော်ဒီဘက်ခေတ်မှာကျတော့ Ferguson က Premier League စုပေါင်း Premier League ဆိုပြီးပြောင်းလဲပြီးနောက်ပိုင်းမှာ Premier League အကြိမ်ပေါင်း73လုံးလောက်ယူသွားတယ် FA Cup လည်းယူတယ်Champion League လည်းယူတယ် Champion League ကိုဆို2ကြိမ်ယူတယ်ကမ္ဘာ့ကလပ် Champion လည်းယူတယ်အဲ့တော့ဖလားအစုံပေါ့ဗျာအမြင့်ဆုံးဖလားတွေအကုန်လုံးသူရပြီးအောင်မြင်ပြီး Premier League ရဲ့အောင်မြင်ဆုံးနီးပြအဲ့လိုမျိုးပဲရေရှည်နီးပြတွေထဲမှာဆိုရင်အာဆင်ဝင်ကသူကလည်း Ferguson ပြီးလို့ရှိရင်အသင်းမှာ22နှစ်လောက်ကင်သွားတယ်1996-99ကနေပြီးတော့2018ထိကင်သွားတယ်သူကကျတော့ Premier League တွေ FA Cup တွေယူတယ် Ferguson လောက်မအောင်မြင်ဘူးဒါပေမဲ့ Arsenal ကိုသူ Premier League 3လုံးယူပေးတယ် FA Cup တွေယူပေးတယ်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ Arsenal ကိုအများကြီးပြောင်းလဲပေးလိုက်တယ်အဲ့လိုပဲ United ဆိုရင် Ferguson မြင်တယ်လို့ Arsenal ဆိုလို့ရှိရင် Arsene Wenger ကိုမြင်တယ်အဲ့လိုမျိုးပဲ Carlos Ancelotti ဆိုရင် AC Milan မှာ10နှစ်လောက်ကင်သွားတယ်သူလည်းအဲ့လိုမျိုးပဲ Serie A တွေရော Champion League တွေရောအများကြီးအောင်မြင်မှုတွေယူသွားတယ်နောက်ပြီးတော့ Diego Simeone ဆိုလို့ရှိရင်အခုလောလောဆယ်လက်ရှိမှာဆိုလို့ရှိရင်တက်တန်းရှည်နီးပြကြီးပေါ့ဗျာ14နှစ်လောက်ကင်သွားတယ်14နှစ်လောက်အတွင်းမှာ Atletico La Liga Champion ယူပေးတယ် UCL တော့ Final တွေကြီးပဲ2ကြိမ်လောက်တက်တယ်တခြားသူတို့ပြည်တွင်း League ဖလားတွေလည်းယူပေးတယ်နောက် European မှာဆိုလို့ရှိရင် Europa League ယူပေးတယ်အဲ့တော့ Simeone အဲ့လိုမျိုးပဲ Pep Guardiola ကပထမ Barcelona မှာ4နှစ် Bayern Munich မှာ4နှစ်အခု Man City မှာကျတော့ Guardiola ကတော်တော်လေးကြာနေပြီပေါ့နော်9နှစ်လောက်ရှိပြီGuardiola ကလည်း City မှာဆိုလို့ရှိရင် Premier League ကို4နှစ်ဆက်တိုက်ယူပေးတယ် Premier League စုပေါင်း6လုံးယူထားတယ်လက်ရှိချိန်ထိပေါ့နော်နောက်ပြီးတော့ City လို့အသင်းကိုတမိုင်းသိရေးထိုးပြီး UCL Champion လည်းယူပေးထားတယ်နောက်ပြီးတော့တခါ Jurgen Klopp လည်း900ဒီJurgen Klopp လည်း800ဒီ900ဒီလောက်ဖြစ်မယ်တဲ့ Jurgen Klopp လည်း Liverpool မှာဆိုလို့ရှိရင်လာပြီး Liverpool ကို Premier League ကိုနှစ်ပေါင်း30ဝေးနေတဲ့ Liverpool ကို Premier League ယူပေးတယ် UCL ယူပေးတယ်ဖလားစုံရတယ်ဒါပေမဲ့ तू ကအကြိမ်ရင်နဲတယ် Liverpool ကိုပြောင်းလဲပေးလိုက်တယ်နောက်တစ်ဆင့်တက်ဖို့အတွက်ကိုပေါ့နော်အဲ့တော့ဒီလိုနီးပြတွေနှစ်အကြာကြီးခတ်မှုအတွက်နီးပြတွေကနှစ်အကြာကြီးခတ်မှအဆင်ပြေမှာလားဒါမှမဟုတ်လို့ရှိရင်တခြား trend တစ်ခုရှိတာ Real Madrid တို့ Chelsea တို့ Real Madrid ဆိုလို့ရှိရင်နီးပြတယောက်ကိုတိတ်အကြာကြီးမထားဘူးDel Bosque နောက်ပိုင်းမှာဆိုလို့ရှိရင်နီးပြတွေကတိတ်အကြာကြီးနေတာမရှိဘူးဒီဘက်ခေတ်မှာဆိုလို့ရှိရင် Mourinho ကင်တယ် Del Bosque ကြားထဲမှာ Del Bosque ကင်ပြီးတော့Ben Schuster တို့ Luxembourgo တို့ Camacho တို့နီးပြအဲ့လိုခဏတစ်ဖြုတ်နဲ့ပြီးသွားတဲ့နီးပြတွေလည်းအများကြီး Mourinho တို့လို3-4နှစ်ကင်တဲ့နီးပြတွေလည်းရှိတယ်အဲ့လိုမျိုးပဲ Zidane Ancelotti အဲ့လိုမျိုးနီးပြတွေနဲ့အောင်မြင်တဲ့အချိန်အကြာကြီးလည်းမဖြစ်ဘူးအချိန်အကြာကြီးလည်းမရှိဘူးအဲ့လိုနီးပြတွေလည်းတပုံကြီးပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့ဒီဘက်ခေတ်မှာအခု Premier League ကတော့ကမ္ဘာပေါ်မှာလူစိတ်ဝင်စားမှုအများဆုံးလူတွေလည်းစိတ်ဝင်စားဆုံးအတိုးတက်ဆုံးအောင်မြင်ဆုံး league ပေါ့နော်La Liga တို့ Serie A တို့ကြတော့ Premier League ကိုမရှင်နိုင်ဘူးဒါပေမဲ့Real Madrid တို့ Barcelona ဆိုရင် La Liga မှာဒီနှစ်သင်းလောက်ပဲတခါတလေ Atletico တက်လာမယ်ဒီလောက်ပဲရှိတော့တယ်အဲ့လိုမျိုးပဲ Italy Serie A မှာဆိုလို့ရှိရင် Inter သင်းလောက်ပဲပါဝင်တန်းဝင်ဖြစ်တော့တယ်ဗျာကျန်တဲ့ AC Milan တို့ Napoli တို့အခုတော့ Napoli တက်လာတာပေါ့နော် Napoli တို့ကျန်တဲ့အသင်းတွေကြတော့ဒီ Lazio တို့ Roma တို့ဆိုတော်အဆင်မပြေတော့ဘူးဒီဘက်ခေတ်မှာဆိုလို့ရှိရင်အရင်တော့ဆရာကြီးတွေပေါ့ပါမာတို့ဆိုဟိုးအောက်အဆင့်ကိုရောက်နေပြီဗျာအဲ့တော့နီးပြတယောက်ကအသင်းမှာအချိန်ဘယ်လောက်ပေးတင်လဲဒါဒီဘက်ခေတ်နဲ့ချိန်ထိုးကြည့်မယ်ဆိုအရင်တော့ကြတော့စီးပွားရေးအရင်မဆန်ဘူးဘောလုံးက
ဘောလုံးကစီးပွားရေးရမ်းမဆန်မဲနဲ့ဖာဂူဆန် United မှာကင်တဲ့အချိန်မှာပထမ6နှစ်လောက်ဘာမှအဆင်မပြေတဲ့ကာလမှာလည်းတီးခံနိုင်တယ်။ဘာဖြစ်လို့လဲဆိုစီးပွားရေးအဓိကမဟုတ်အားကစားနဲ့အောင်မြင်မှုကအဓိကအဲ့ဒီအတွက်လည်းဖာဂူဆန်ကိုအချိန်ပေးရကြိုးနှက်တဲ့အပေါ်မှာဖာဂူဆန်ကတမိုင်းတစ်ခုရေးထိုးသွားတယ်။အဲ့လိုမျိုးနောက်ထပ်နီးပြပေါ်လာဖို့ဆိုတာလည်းမလွယ်ဘူး။ပြီးတဲ့နောက်မှာဒီအာဆင်ဝင်းကဖာဂူဆန်ကင်ပြီး10နှစ်လောက်ကြာမှအာဆင်ဝင်းကပရီးမီယာလိဂ်ကိုရောက်တယ်။အာဆင်ဝင်းကလက်ထက်မှာဆိုလဲအာဆင်နယ်ကဘယ်လိုပြောရမလဲဆိုတော့အချိန်လဲအများကြီးသူဆက်စချင်းရောက်တဲ့ကာလပထမပိုင်း10နှစ်ကအောင်မြင်တယ်လို့ပြောလို့ရပရီးမီယာလိဂ်3ချိန်ရတယ်ကျန်တဲ့ FA Cup ပါညာလဲရတယ်နောက်အသင်းကလည်းUnited နဲ့ Arsenal နှစ်သင်းလောက်ပဲအဓိကပြန်ရတာပြိုင်ဆိုင်မှုအားဖြင့်လဲအဲ့ဒီခေတ်ကပထမခေတ်တည်းကအခုခေတ်နဲ့မတူအများကြီးမရှိဘူးဒီဘက်ခေတ်2010နောက်ပိုင်းမှာဒီ2004 2005ကနေ Chelsea ကိုဒီရိုမန်အီဘရာမိုဗစ်ဝယ်ပြီးနောက်ပိုင်းကျတော့ဘောလုံးထရန့်နည်းနည်းလေးပြောင်းသွားတယ်အီဘရာမိုဗစ်ကဘယ်လိုပြောမလဲအဓိကငွေကြေးသုံးတာအသင်းအတွက်သုံးတာသူငွေကြေးသုံးလိုက်တာပြန်ရလို့ခြင်းစိတ်နဲ့ရင်းနှီးမြှုပ်နှံတာထက်စားလို့ရှိရင်သူကြိုက်လို့သုံးပြီးတော့ဒီအသင်းကိုအောင်မြင်စေခြင်းတဲ့ပုံစံမျိုးပိုဆန်တယ်အီဘရာမိုဗစ်ကနီးပြနဲ့ပတ်သက်လို့ရှိရင်လည်း Rani Raini နဲ့စပြီး foundation 2နှစ်3နှစ်ထားတယ်Rani Raini ထွက်သွားပြီးနောက်ပိုင်းမှာ Jose Mourinho ကိုခေါ်ပြီး Chelsea ရဲ့တစ်ခေတ်စရတယ်ပေါ့နော် Chelsea ကလည်း Mourinho လက်ထက်မှာပြောရမလို့နှစ်ကြိမ်ဇက်တိုက် Premier League ရတယ်ပြီးတော့ Mourinho ထွက်သွားတော့နီးပြတွေတောက်လျှောက်ပဲScolari တို့ Ancelotti တို့အများကြီးပဲဗျာကြားထဲမှာ Ivan Grant တို့ Hiddink တို့အများကြီးနီးပြတွေတောက်လျှောက်ပြောင်းတဲ့နောက်မှာလည်းအောင်မြင်မှုတွေက Ancelotti လက်ထက်မှာလည်း Premier League ရတယ်အဲ့လိုမျိုးပဲနောက်ပိုင်းအဆင့်ဆင့်ပြောင်းလာပြီးတော့ဒီ Conte လက်ထက်မှာလည်းနောက်ဆုံး Premier League ကိုရတယ် Conte ပြီးတော့ Tuchel လက်ထက်မှာလည်း Champion League ရတယ်အဲ့လိုမျိုးပဲဂျာနီးပြကာလာတို့နီးပြဖြစ်တဲ့ဒီမက်တီယိုလက်ထက်မှာလည်း Champion League ကိုပထမဆုံးချိန်ရတယ် Tuchel လက်ထက်မှာဒုတိယချိန်ရတယ်ကျန်တဲ့ Europa League တို့ Premier League တို့ကြိုကြားရပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော်တော်လေးအောင်မြင်တယ်အဲ့တော့ Chelsea က trend တစ်ခုတီထောင်နိုင်တယ်ငွေလဲစိုက်တယ်နီးပြတယောက်ကိုလည်းအကြာကြီးချိန်မပေးဘူးဒါပေမဲ့အောင်မြင်မှုတွေကတောက်လျှောက်ရတယ်အဲ့တော့ Real Madrid တို့ Chelsea တို့သွားတဲ့ trend တစ်မျိုးဘာစီလိုနာကြတော့အဓိကသူကလာမာစီယာကိုဦးစားပေးတယ်လာမာစီယာထွက်တဲ့ကစားသမားတွေကိုအယောင်တင်တယ်အဓိကကတော့ Rickett ပေါ့နော် Louis van Gaal နဲ့99မှာလာလီဂါရပြီးနောက်ပိုင်းမှာဘယ်လိုပြောမလဲဆိုတော့ဘာစီလိုနာကနည်းနည်းလေးကြာရည်တန်းနေရာဒိုမာအန်တစ်တို့ဘာလို့ကင်တယ်ရာဒိုမာအန်တစ်လက်ထက်ကနေ Rickett လက်ထဲရောက်ပြီးတဲ့နောက်ပိုင်းမှာဘာစီလိုနာကစပြီးတော့ဒီ Ronaldinho တို့ဂူလီတို့စပြီးတော့အဲ့ဒီခေတ်ပေါ့နော်ဇာဗီတို့နဲ့နောက်ပိုင်းမှာကျတော့ဇာဗီအင်နီယက်စတာမက်ဆီပေါ်လာတယ်ဟန်ရီတို့အီတိုတို့နဲ့လောက်တယ်နောက်ပိုင်းမှာမက်ဆီနီမာဆွာရက်စ်အထိပေါ့နော်တောက်လျှောက်ဒီလာမာစီယာထွက်တဲ့ဘူစကတ်တို့ဒီလာမာစီယာထွက်တဲ့ပူယောတို့ဇာဗီတို့အင်ဒီယက်စတာတို့ပက်ဒရိုတို့အများကြီးဒီလာမာစီယာကျောင်းကြီးရဲ့ကစားသမားတွေရောငွေကြေးသုံးစွဲမှုရောအများကြီးကြော်ဖြတ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာဂွာဒီယိုလာကင်တယ်ဂွာဒီယိုလာရဲ့အောင်မြင်ဆုံးပဲဘာစီလိုနာမှာ2008ကနေ2012လောက်ထိကင်တယ်12နောက်ပိုင်းမှာကျတော့ဒီဆန်တီမာတီနိုတို့ဗယ်ဒါနိုဗာတို့နီးပြတွေပြောင်းတယ်ဒါပေမဲ့မအောင်မြင်ဘူး2015မှာတော့ Luis Enrique နဲ့ပြန်အောင်မြင်တယ် UCL နောက်ဆုံးရထား2015မှာပေါ့နော်အဲ့နောက်ပိုင်းမှာဘာစီလိုနာကတဖြည်းဖြည်းနဲ့အကြပိုင်းကိုသွားတယ်အကြပိုင်းဆိုတာတော့လာလီဂါရတယ်UCL မှာအများကြီးမအောင်မြင်တော့ဘူးဘာစီလိုနာလာလီဂါရတာကတော့အမြဲတမ်း Real နဲ့ဘာစီကတော့အဓိကပေါ့ဗျာအရင်တော့ဆိုရင်ဒီဘုတ်ဒီပိုတို့ Valencia တို့ရှိတယ်ဂျားဖြတ်မြင်းနေအခုနောက်ပိုင်းကျတော့ဒီဘုတ်ဒီပိုတို့ Valencia တို့လည်းတော်တော်လေးတိုင်ပတ်နေပြီးတော့ဘာစီနဲ့ Real ပဲအဓိကတခါတလေ Atletico ဒီ၃သင်းပဲပြိုင်လိုက်ရတော့Premier League မှာကြတော့အခုဒီနီးပြတွေကိုထုတ်တာ trend ပုံစံမျိုးဖြစ်လာတယ်အဓိကကတော့အောင်မြင်မှုတစ်ခုတည်းကိုမကြည့်တော့အသင်းရဲ့ဖလားအောင်မြင်မှုရောငွေကြေးပိုင်းရောကစားသမားပိုင်းရောနောက်ပြီးတော့ဒီနီးပြတယောက်က management ပေါ့နော်နီးပြတယောက်ကိုအချိန်အများကြီးပေးတယ်ဆိုတဲ့အသင်းတွေကရှားသွားပြီအခုလက်ရှိကမ္ဘာပေါ်မှာတတ်တော်ရှည်နီးပြဆိုလို့စီမီယိုနီရှိတယ်ဂွာဒီယိုလာရှိတယ်အာတီတာရှိတယ်အဲ့လောက်ပဲကျန်တဲ့နီးပြတွေကအများကြီးအချိန်မရကြဘူး။ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကအာတီတာကိုအချိန်တော်တော်ပေးထားတယ်အခုဆိုလို့ရှိရင်600တီမြောက်ဖြစ်သွားပြီ။ FA ကတလုံးပဲရသေးတယ်။ဒါပေမဲ့ငွေကြေးပိုင်းအရန်အဆင်ပြေတယ်။ငွေကြေးပိုင်း financial ပိုင်းအောင်မြင်တယ်။ဒါကတော့အသင်းရဲ့ဘုတ်အဖွဲ့တွေရဲ့ဆုံးဖြတ်ချက်တော်တော်များများအဓိကတော့ငွေကြေးပိုင်းရဲ့အသင်းရဲ့ position နှစ်စဉ်နှစ်တိုင်းဥရောပဝင်ပြိုင်ခွင့်နောက်တစ်ခုကအသင်းရဲ့ငွေကြေး financial ပိုင်းမှာအမြတ်ထွက်နေဖို့အဲ့ဒါကိုအဓိကကြည့်ပြီးတော့နီးပြတွေရဲ့
တက်တန်နီးပြတွေရဲ့ဟိုဟာကိုထားကြတယ်ပရိသတ်ကတော့အဓိကဒါတွေမသိကြဘူးပရိသတ်ကဖလားပဲလိုချင်တာဖလားလိုချင်တယ်ဖလားလိုချင်မှုအတွက်ကိုအသင်းကဖလားရဖို့အတွက်ဆိုလို့ရှိရင်အသင်းမှာဟိုဘယ်လိုပြောရမလဲဆိုတော့နိုင်ပွဲတွေအများကြီးရမယ်အသင်းရဲ့လူစင်းအင်အားတောင်းတင်းနေရမယ်အခုခေတ်မှာ Premier League ယူဖို့ဆိုလို့ရှိရင်ဟို Man City အဓိကကတော့အများနဲ့ Man City ငွေကြေးပိုင်းရောကစားသမားပိုင်းရောဟိုကစားကွက်ပိုင်းရောအဖက်ဖက်ကပြည့်စုံတယ်နီးပြပိုင်းရောကြံပြီးလို့ရှိရင်အာဆင်နယ်ဆိုလို့ရှိရင်အခုကစားသမားဆင်းရတောင်းတင်းလာပြီငွေကြေးပိုင်းလည်းအဆင်ပြေလာပြီဒါပေမဲ့ဖလားယူဖို့အတွက်အတွေ့အကြုံပိုင်းဖလားယူဖို့အတွက်အတွေ့အကြုံပိုင်းလိုနေသေးတယ်မရသေးတော့အဲ့တော့ပထမဆုံးရမယ့်ဖလားကအရန်ခတ်တယ်ဘာဖြစ်လို့လဲဆိုတခါမှမရသေးတဲ့အပေါ်မှာပထမဆုံးပြန်ယူဖို့ဆိုအရန်ခတ်တယ်အဲ့ဒီခက်ခဲမှုမကျော်လွှားနိုင်သေးဘူးဖြစ်နေတယ်အခု Chelsea ဆိုလို့ရှိရင်ပိုင်ရှင်တွေလည်းပြောင်းသွားပြီမူတွေလည်းပြောင်းသွားပြီ transfer ရဲ့ system တွေလည်းပြောင်းသွားပြီနောက်တစ်သင်းကတော့ United ကလည်းဂျားထဲမှာဒီဘက်ခေတ် Ferguson ထွက်သွားပြီးနောက်ပိုင်းမှာ Moyes ခန့်ပြီးတော့ Van Gaal ခန့်တယ် Van Gaal ပြီးတော့ Jose Mourinho ပြီးတဲ့နောက်မှာ Solskjaer ပြီးတော့ဂျားမှာ Rangnick ကိုခန့်သေးတယ် Rangnick ကိုခန့်ပြီးတဲ့နောက်မှာ Ten Hag ကိုခန့်တယ် Ten Hag ပြီးတဲ့နောက်မှာဒီ Carrick ကိုပထမအစမ်းလေး3-4ပွဲကစားထားတယ်နောက် Nesta Ryan ဟိုယာယီနီးပြအနေနဲ့ခဏခန့်တယ်နောက်ပြီးတော့ Amorim ကိုခန့်တယ်Amorim ထွက်ပြီးတော့ Carrick နဲ့ပြန်ပြီးတော့နိုင်ပွဲတွေရတယ်တဘောကအသင်းတွေကကျွန်တော်တို့ပြည်သက်တွေစိတ်ကြိုက်ဟိုဘယ်လိုပြောမလဲဖလားယူဖို့အောင်မြင်ဖို့အထက်အဲ့ဒါကိုလည်းသူတို့လိုချင်တယ်မလိုချင်ဘူးမဟုတ်ဖလားလည်းလိုချင်တယ်ဒါပေမဲ့ငွေကြေးပိုင်း financial ပိုင်းဟိုဘယ်လိုပြောမလဲ man management အသင်းရဲ့အုပ်ချုပ်ပုံအဖက်ဖက်ကနေပြီးတော့သူတို့ကဟိုဘတ်စုံကြည့်တာအဓိကတော့ financial ပဲဥရောပဝင်ခွင့်နဲ့အသင်း financial တောက်နေတဲ့ဒီနီးပြောက်သူတို့အချိန်ပေးမယ်အဲ့လိုမဟုတ်ဘူးဟိုဘယ်လိုပြောမလဲငွေကြေးပိုင်းလည်းအဆင်မပြေတော့ဘူးအသင်းရဲ့ကစားပုံအဓိကတော့ဥရောပဝင်ခွင့်ကိုတစ်နှစ်2နှစ်3နှစ်လောက်ဝေးကွာသွားပြီဆိုလို့ရှိရင်ဒီနီးပြအတွက်ကအခြေအနေမကောင်းတော့ဘူးဒါကတော့အခု trend ဖြစ်နေတာပေါ့ဗျာအဲ့လိုပဲ Chelsea ဆိုလို့ရှိရင်လည်းဒီ Maresca ကိုခန့်တယ်အရင်ဆုံး Tuchel ကိုထုတ်ပြီးတော့ Pochettino ကိုခန့်တယ် Pochettino ကိုပြီးတဲ့အခါမှာအဆင်မပြေဘူး Pochettino ကိုထုတ်ပြီးတော့ Maresca ကိုခန့်တယ် Maresca ကိုခန့်ပြီးတော့ Maresca နဲ့အတူတူ Club World Cup Champion တွေဒီ Conference League တွေရပြီးတဲ့နောက်မှာပဲအသင်းနဲ့ Maresca နဲ့သူတို့ရဲ့ဟိုဘယ်လိုပြောမလဲဆိုတော့သူတို့ရဲ့ဥပဒေတာပေါ့နော်သူတို့ရဲ့ပြောတဲ့စီကန်းတွေအဲ့ဒါတွေနဲ့ Maresca နဲ့သူတို့နဲ့ညှိနှိုင်းတာအဆင်မပြေတော့တဲ့ပုံသူကလည်းအသင်းပုတ်ဖွဲ့ဝေဖန်တယ် Sporting Director တွေနဲ့အဆင်မပြေတော့ဘူးအဲ့ဒီပုံမှာ Maresca ကိုလည်းထုတ်ပြီးတော့အခုတခါသူတို့ရဲ့အသင်းဖြစ်တဲ့ Strasbourg ကနီးပြ Roxinha ကိုခန့်တယ်Liam Roxinha ကလည်းဟိုဘယ်လိုပြောမလဲနီးစနစ်ပိုင်းတွေဘာတွေကအခုလက်ရှိနေသားအထိကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုအထင်သေးလို့မရဘူးကောင်းတယ်ဒါပေမဲ့သူတို့စကားကိုနားထောင်မဲ့နီးပြမျိုးအသင်းတွေကလိုချင်တာဗျအဲ့လိုပုံစံမျိုးနီးပြတွေကိုလိုချင်တာဟိုဘယ်လိုပြောမလဲချွင်းချက်အနေနဲ့ကွာကြီးကတော့ तू ကဟိုအသင်းက तू လိုချင်တဲ့ပုံစံမျိုးကိုတိဆောက်ပေးတာအဲ့လိုပဲစီမီယိုနီလည်းအဲ့ဒီပုံစံအတိုင်းပဲသူတို့နောက်ကိုလိုက်တာအခုလောလောဆယ်မှာကျွန်တော်မြင်တာအာတီတာဆိုလို့ရှိရင်ဂွာကြီးတို့စီမီယိုနီတို့မမီဘူးဟိုအောင်မြင်မှုအပိုင်းရောအတွေ့အကြုံပိုင်းရောနီးပညာရောဒါပေမဲ့လက်ရှိခေတ်သစ်မှာဒီဘက် model ဘောလုံးမှာကြတော့သူ့ကိုအသင်းကအများကြီးပံ့ပိုးတယ် manager ဖြစ်လဲထားတယ် Sporting Director ဆိုလို့ရှိရင်လည်းတကယ်ကိုထက်ထက်မြက်မြက်ရှိတဲ့ Andrea Bata ကိုခေါ်ပြီးတယ်ပထမ Edo နဲ့လက်တွဲတယ် Edo ကိုထုတ်ပြီးတော့ Andrea Bata ကိုခေါ်ပြီးတော့အသင်းကို management ပေးထားတယ်ပေါ့ဗျာဟိုသူစိတ်ကြိုက် manage လုပ်ခိုင်းတာအခုဆိုရင်သတင်းလုံးကလည်းဒါသူစိတ်ကြိုက်နေပါပဲသူစိတ်ကြိုက်တင်းလို့လည်းပြောလို့ရတယ်အချိန်လဲ6နှစ်လောက်ရှိပြီမဲရဆိုလို့ FA Cup တစ်လုံးပဲအဲ့ဒါလည်းဆက်ဆက်ရောက်ချင်း6လမှရတယ်ကျန်တဲ့ဒီဂျား2နှစ်ပြီးတဲ့နောက်မှာနောက်ဆုံး3နှစ်မှာသူကဒုတိယနေရာကြီးပဲ3နှစ်စတိုက်သူ challenger လုပ်တယ် UCL မှာလည်းပထမ quarter ဒုတိယ semi ဟိုတိုးတက်လာတယ်ဒါပေမဲ့ဖလားအောင်မြင်မှုဘာမှမရသေးဘူးအဲ့တော့ဒါပေမဲ့သူ့ကိုအသင်းပိုင်ရှင်တွေကကြိုက်တယ်ဘာဖြစ်လို့လဲဆိုငွေကြေးပိုင်းရောအသင်းခြေစွမ်းပိုင်းရောဟို squad up ကိုတဖြည်းဖြည်းတိုးတက်လာအသင်းရဲ့တန်ကြေးတိုးတက်လာတယ်ဗျအဓိကအဲ့တော့ကြိုက်တယ် fan နေနဲ့ကတော့ဖလားမရဘူးဆိုတဲ့အပေါ်မှာကျွန်တော်တို့ကတော့ကြိုက်မှာမဟုတ်ဘူးဒါပေမဲ့အသင်းပိုင်ရှင်တွေကြိုက်နေတော့ तू ကမြဲနေအောင်ပါပဲဟိုလက်ကျန်ဒီယာဒီမှာလည်း Premier League ဖလား FA Cup Carling FA Cup Carling Carabao Cup UCL အဲ့ဒီဖလားတွေပြိုင်နေတယ်အခုချိန်ထိတော့ဖလားလေးလုံးပေါ်မှာလမ်းကြောင်းပေါ်မှာရှိသေးတယ်Premier League မှာလည်း4မှတ်လောက်အသာကနေဥဆောင်နေတယ်ဆိုတော့ယာဒီကုံသွားလို့ဖလားတွေအားလုံးရရင်လည်းရမယ်ဒါအရန်ကြာခိုင်နှုန်းနေတယ်အားလုံးမရတာလည်းဖြစ်နိုင်တယ်
တချို့အရာရတာလည်းဖြစ်နိုင်အဲ့လိုအနေအထားမျိုးတွေမှာသူဆက်ရှိမလားဆက်မရှိဘူးလားဆိုတေးကြတာဘလို့ပဲဖြစ်ဖြစ်သူဆက်ရှိဖို့များတယ်သူနှုတ်ထွက်တာလွယ်ပြီးတော့ဗောနော်ဒါကတော့ဒါဟိုအာဆင်နယ်ပေါ်မှာအသင်းရဲ့မန်နေဂျာပေါ်မှာအသင်းပိုင်ရှင်တွေရဲ့ယုံကြည်မှုကျန်တဲ့အသင်းတွေကဖလားရပြီးရင်လည်းဥပမာ Real Madrid ဆိုရင်ဖလားယူပြီးရင်လည်းသူတို့မကြိုက်ရင်ထုတ်ချင်ထုတ်လိုက်တယ် Chelsea ဆိုလို့ရှိရင်ကြတော့သူတို့နဲ့အဆင်မပြေဘူးဆိုရင်ထုတ်ချင်ထုတ်လိုက်အခု Cardiff နဲ့ United ဆိုလို့ရှိရင်လည်းဟိုဘယ်လိုပြောရမလဲလက်ကျန်ရာသီကုန်အထိအခုချိန်မှာ Cardiff က4ပွဲကစားပြီး3ပွဲနိုင်1ပွဲသေဆိုတော့ဟို sorry 4ပွဲနိုင်1ပွဲသေ5ပွဲကစားပြီးတော့ဗောနော်4ပွဲနိုင်1ပွဲသေဆိုတော့တော်တော်လေးကောင်းတဲ့စွမ်းဆောင်မှုကိုပြထားတယ်အဲ့တော့ရာသီကုန်မှာ Cardiff ကိုဆက်ထားမထားဆိုတာဒါအသင်းပိုင်ရှင်တွေပေါ်မူတည်တယ်အသင်းပိုင်ရှင်တွေကဒီနီးပြအပေါ်မှာယုံကြည်မှုရှိမရှိကျွန်တော်အထင်ကတော့ Cardiff ဘယ်ဆက်ဖြစ်ဖို့များရင်လည်းများမယ်ဒါမှမဟုတ်သူတို့ရဲ့ plan ဘယ်လိုရှိလဲတော့မသိဘူးအဲ့တော့ဟိုဘယ်လိုပြောမလဲဆိုနီးပြတယောက်ပေါ်မှာအချိန်ပေးခြင်းအချိန်မပေးခြင်းနီးပြတယောက်ကိုရေတိုပဲအောင်မြင်မှုကိုအဓိကထားပြီးခံမလားဟိုဥမာဗျာကွန်တီလိုမျိုးနီးပြဒီဇာဘီဆိုလိုမျိုးနီးပြဒီဇာဘီကတော့အသိအများကြီးအောင်မြင်တာမဟုတ်အသင်းအရန်ကြီးတဲ့အသင်းတွေကိုလည်းသူမကင်ဘူးဒါပေမဲ့နီးပြကောင်းတယောက်နီးပညာကောင်းတယောက်ဟိုဘယ်လိုပြောမလဲဆိုဒါပေမဲ့သူတို့တွေကကွန်တီဆိုလို့ရှိရင်အောင်မြင်တယ်သူရောက်ပြီး2နှစ်3နှစ်ပဲအလွန်ဆုံး2နှစ်ပဲဖလားရတယ်ရောက်ချင်းနှစ်မှာရရင်ရမယ်မရရင်တစ်နှစ်နှစ်နှစ်ပဲဒါပေမဲ့အသင်းရဲ့ပံ့ပိုးမှုတစ်ခုခုချိုးရင်းတာပဲဖြစ်ဖြစ်သူစိတ်ကြိုက်မလုပ်ပေးဘူးဆိုရင် तू ကအဲ့ဒီအသင်းမှာလည်းမနေသလိုဟိုဘယ်လိုပြောမလဲသူ့ရဲ့ပိုင်ရှင်တွေကိုကောင်းကောင်းဝေဖန်ဂျိုဆေမော်ရင်ဟိုဆိုလို့ရှိရင်ကကြတော့ तू ကအသင်းမှာတိတ်အကြာကြီးမနေဘူး4နှစ်အလွန်ဆုံး5နှစ်ပဲအလွန်ဆုံးပြောတာပေါ့နော်ဒါပေမဲ့ तू ကင်ခဲ့တဲ့အသင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင် Real Madrid မှာလည်းအောင်မြင်တယ် Chelsea မှာလည်းအောင်မြင်တယ် Inter မှာလည်းအောင်မြင်တယ်ဟို United မှာလည်း तू အောင်မြင်ခဲ့တယ်အဲ့တော့ तू ကအောင်မြင်တယ်သူ့ကိုစိတ်ကြိုက်ဟိုဘယ်လိုပြောမလဲဆိုတော့လိုက်ရောပေးရမယ်သူ့စိတ်ကြိုက်လိုက်မရောပေးနိုင်ဘူးဆိုလို့ရှိရင် तू ကအဲ့ဒီအသင်းမှာရေရှည်လည်းမနေချင်ဘူးနောက်ပြီးတော့သူတို့ကင်တွယ်ပုံကွန်တီဆိုလို့ရှိရင်လည်းသူ့သက်သနာပေါ့နော်သူစိတ်ကြိုက်ကစားကွက်အတွက်အံဝင်မဲ့ကစားသမားအဲ့ဒါကိုတောင်းဆိုတယ်ရအောင်ဝယ်ပေးခိုင်းတယ်မော်ကြီးဆိုလို့ရှိရင်လည်းသူအသင်းကိုသူသွားမယ်ဆိုလို့ရှိရင်အဲ့ဒီအသင်းမှာသူထပ်ပြီးတော့သူလိုအပ်သမျှကိုဖြည့်ဆည်းခိုင်းတယ်အဲ့ဒါဖြည့်ဆည်းပေးမှဟိုဖြည့်ဆည်းပေးရကြိုးလည်းနဲ့တယ်ဗျာသူတို့ကြတော့ short term မှာတော်တော်လေးအောင်မြင်ခဲ့တဲ့နီးပြတယ် long term မှာကြတော့အသင်းရောပတ်စံရောငွေကြေးရောဘတ်စုံကနေရေးရှိသိရမလားအသင်းပိုင်ရှင်တွေစိတ်ကြိုက်လဲလုပ်ပေးမယ်သူတို့စိတ်ကြိုက်ကိုလည်းလုပ်အဲ့လိုသဘောမျိုးပဲဒါတွေကတော့လောလောဆယ်တော့ဟိုဘယ်လိုပြောမလဲဆိုဟိုအသင်းပိုင်ရှင်တော်တော်များများတော့မော်ကြီးတို့ကွန်တီတို့အရန်ကြိုက်နှစ်သက်တဲ့ပုံစံမျိုးမှမရှိဘူးဘာဖြစ်လို့လဲသူတို့ကအရန်ထက်တော့အဲ့တော့ဒီအခုလက်ရှိဒီ process တွေသူတို့ဒီ trust the process ကနေစလိုက်တာဒီ process နဲ့သွားတဲ့လမ်းကြောင်းအောင်ပဲပို့ပြီးရွေးကြတယ်ဘာလို့လဲဆိုသူတို့ရဲ့ဘီလီယံနဲ့ချီတဲ့ business တွေဗျာအသင်းရဲ့တန်ဖိုးကလည်းတစ်နှစ်နဲ့တစ်နှစ်မတူတော့ဘီလီယံနဲ့ချီပြီးတော့ပြောင်းလဲသွားတာအဲ့တော့အဲ့ဒီအရာတွေကိုအသင်းပိုင်ရှင်တွေကဟိုအဓိကဦးစားပေးတယ်အဲ့တော့စီးပွားပိုဆန်တာပေါ့ဗျာပြိသက်ကတော့ဖလားပဲလိုချင်တာအဓိကကတော့ဖလားမရရင်တော့ညစ်တာပေါ့အဲ့ဒါကတော့ဒီ long term short term နဲ့ပတ်သက်တဲ့ကျွန်တော် opinion လေးကို share လုပ်ပေး